ကင်ဆာယောဂနဲ့ကွယ်လွန်လေပြီးဖြစ်တဲ့နာမည်ကျော်ဒီဇိုင်နာတူရေးခဲ့တဲ့စာလေးကောင်းလို့မျှဝေပေးပါရစေလောကမှာတည်ခြင်းတရားထက်ပိုတဲ့အမှန်တရားဆိုတာမရှိပါဘူးရှင်တဲ့လောကမှာဈေးမြင့်ဆုံးဆိုတဲ့ကားတွေကျမအိမ်ကိုယ်တော်ထဲမှာရက်နေကြတယ်ဒါပေမဲ့ကျမဝီချဲနဲ့သွားနေပါတယ်လောကမှာအလားဆုံးစမ်းကြယ်ဆုံးဒီဇိုင်းစမ်းဆုံးဆိုတဲ့အဝတ်ထဲတွေကျမဗီဒီယိုထဲမှာပြည့်နေပါတယ်တဲ့ဒါပေမဲ့ကျမစေးယုံကပိုးသက်ထားတဲ့ဝိယုံဖြူကိုဝစ်ဆင်ထားပါတယ်မြောင်များလာသောငွေကျမရဲ့ဗန်စာအုပ်ထဲမှာအိပ်ပျော်နေကြပါတယ်ဒါပေမဲ့တစ်ချက်မှကျမတို့အသုံးမဝင်တော့ပါဘူးတဲ့နန်းတော်ကြီးလာခမ်းနားကြီးကျယ်တဲ့အိမ်ကြီးကိုပိုင်ဆိုင်ပေမဲ့ကရင်သေးသေးလေးတစ်လုံးပေါ်မှာကျမအခုလဲလျောင်းနေပါတယ်တဲ့လာဘဆုံးကျင်ငါးပွင့်ဟိုတယ်တွေမှာကျမခီးထွက်တဲခိုခဲ့ဘူးပါတယ်ဒါပေမဲ့အခုစေးရုံတက်ခွဲခန်းနဲ့တွဲစစ်ခန်းကြားမှာကျမလူးလာခောက်တော့ခီးသွားနေရပါတယ်ဒီနေ့ကျမစီကအော်တိုရဖို့လူထောင်ကြီးတန်းစီတိုးဝေးခဲ့ဘူးပါတယ်အခုတော့ဆရာဝန်ရဲ့လက်မှတ်တစ်ခုသာကျမအတွက်အော်တိုဂရက်ပါပွဲတွေများလို့တရက်ထဲသမင်းပုံစံ9မျိုးလောက်ပြောင်းလဲပြီးတော့အလှပြင်ခဲ့ရပါတယ်ဒါပေမဲ့ကျမခေါင်းပေါ်မှာဖီးစရာသမင်းတမြင်းမှမကျန်တော့ပါဘူးတဲ့အရသာအကောင်းဆုံးဆိုတဲ့ဟိုတယ်တွေမှာကျမစားတောက်ခဲ့ဘူးပါတယ်အခုဆေးတွေကသာကျမအတွက်အစာဖြစ်နေပါပြီကိုယ်ပိုင်ချက်လီရင်နဲ့ပျော်ရွှင်စွာပြန်တန်းနေခဲ့တဲ့ကျမဆေးရုံဝရန္တာထွက်ဖို့တော့လူနှစ်ယောက်ကိုအားကိုးနေရပါပြီကျမနေမအားညာမအားကြိုးစားရှာခဲ့တဲ့စီးစိမ်တွေတခုမှကျမကိုမကယ်နိုင်ခဲ့ပါဘူးကျမအတွက်အားကိုးရာမဖြစ်ခဲ့ပါဘူးချစ်ချင်းမြတ်တာနဲ့ဖိမတဲ့မိသားစုဝင်တွေအားမျောကိုးမှုမှမရှိတဲ့ကျမအတွက်ဆူတောင်းပေးနေကြပါတယ်တဲ့တကယ်ချင်းမိတ်ဆွေတွေသာကျမကိုစိတ်ဖြီရာစိတ်သက်သာရာအားစေးတွေပါဒါကြောင့်တဲ့ကျမ်းမာနေတော့မှလူတိုင်းပေါ်မေတ္တာထားပါစေတနာထားပါမိသားစုဝင်တွေကိုအချိန်ပေးပါတကယ်ချင်းကောင်းနေရှာဖွေပါတဲ့ဘဝဟာတိတ်ကိုတိုးတောင်းလုံးပါတယ်တဲ့